你လူငင်းပေါ်စိတ်ပြန်ရိုင်းနေတာဟမ်ဟာမင်းတယ်လေ你လူငင်းပေါ်စိတ်ပြန်ရိုင်းနေတာလားလို့ ဟဲ့စိတ်ပြန်ရိုင်းနေဆိုတာလေငါစိတ်တွေနင့်ဘက်ကိုရိုင်းမှုမှသုံးလို့ရမှာလေငါစိတ်တွေရတယ်အစရလူငိမ့်ဘက်မှာမရိုင်းနေနင့်ဘက်ကိုဘယ်တော့မှမရိုင်းဘူး ငါတည်းကိုချစ်လွန်းလို့ငါမသိချင်အောင်ဆောင်ခဲ့တာအေးနင်းရင်လည်းလူငင်းဆိုတဲ့နေရာကိုငါ့ကိုစားတိုးနိုင်မယ်လို့ငါထင်ခဲ့တာတော်တော်ရဲ့လူငင်းဟေးလူငင်း ကိုဘိုးတော်လာသမောမင်းမျိုးကကောင်မလေးမလာအတော်ချောတာဘယ်လိုမလာငါပြောသမော ဒီကိစ္စကိုလေတလန်းလုံးပြောလာအာပေါက်နေကိုဘိုးတောင်ရမဟုတ်ပါဘူးဆိုမှဗျာ အဲ့ဒါလေးသမောဘလို့တော်ကြီးတွေကျူလာလေငါတင်သားမညရင်ငါပြောချင်လို့ ခမရလေဗျာဒီမှာအရေးကြီးတာလေမေးမလို့ အဲ့ဒါရေးမကြည့်ဘလို့ပြောတာလေငါတင်သားမညရင်ပြောချင်လို့အဲ့စကားတွေ ခမရလေဒါပဲပြောနေတော်ပြီဗျာနောက်မှမေးတော့နောက်မှပြောပြမယ်သွားပါတော့ဗျာ အော်ဒုက္ခပါပဲဟေ့ငါလေး